အမှန်စင်စစ်သူတို့ထဲမှအမြောက်များပေါ်တွင်အမိန့်တော်သည်အတည်ဖြစ်ခဲ့သည်တို့ဖြစ်ရာသူတို့သည်ဤမှန်ယုံကြည်ကြမည်မဟုတ်ပေအမှန်စင်စစ်ငါအရှင်မြတ်သည်သူတို့၏လေကုပ်များတွင်လေရိတ်များဆွတ်ထားတော်မူခဲ့သည်တို့ဖြစ်ရာထိုလေရိတ်များသည်မင်းစီများအထိရောက်နေပြီဖြစ်သည်ထိုအရာကြောင့်သူတို့သည်ခေါင်းမော့နေကြသည်ထို့အပြင်ငါအရှင်မြတ်သည်သူတို့ရှေ့၌အကာအစီတစ်ခုထို့အပြင်သူတို့အနောက်တွင်အကာအစီတစ်ခုပြုလုပ်တော်မူခဲ့သည်ထို့နောက်ငါအရှင်မြတ်သည်သူတို့အားအကာများဖြင့်ဖုံးလွှမ်းထားလိုက်သည့်အတွက်သူတို့သည်မြည်သည့်အရာကိုမျှမမြင်နိုင်ကြတော့ပေထို့အပြင်သူတို့အပေါ်၌အတူတူပင်အသင်တမန်တော်သည်သူတို့အားတတိပေးနှိုးဆော်ခဲ့သည်ပင်ဖြစ်စေတတိပေးနှိုးဆော်မှုပြုခဲ့သည်ပင်ဖြစ်စေသူတို့ကယုံကြည်ကြမည်မဟုတ်ပေအမှန်စင်စစ်သူတို့ထဲမှအမြောက်များပေါ်တွင်အမိန့်တော်သည်အတည်ဖြစ်ခဲ့သည်တို့ဖြစ်ရာသူတို့သည်ဤမှန်ယုံကြည်ကြမည်မဟုတ်ပေအမှန်စင်စစ်ငါအရှင်မြတ်သည်သူတို့၏လေကုပ်များတွင်လေရိတ်များဆွတ်ထားတော်မူခဲ့သည်တို့ဖြစ်ရာထိုလေရိတ်များသည်မင်းစီများအထိရောက်နေပြီဖြစ်သည်ထိုအရာကြောင့်သူတို့သည်ခေါင်းမော့နေကြသည်ထို့အပြင်ငါအရှင်မြတ်သည်သူတို့ရှေ့၌အကာအစီတစ်ခုထို့အပြင်သူတို့အနောက်တွင်အကာအစီတစ်ခုပြုလုပ်တော်မူခဲ့သည်ထို့နောက်ငါအရှင်မြတ်သည်သူတို့အားအကာများဖြင့်ဖုံးလွှမ်းထားလိုက်သည့်အတွက်သူတို့သည်မြည်သည့်အရာကိုမျှမမြင်နိုင်ကြတော့ပေထို့အပြင်သူတို့အပေါ်၌အတူတူပင်အသင်တမန်တော်သည်သူတို့အားတတိပေးနှိုးဆော်ခဲ့သည်ပင်ဖြစ်စေတတိပေးနှိုးဆော်မှုပြုခဲ့သည်ပင်ဖြစ်စေသူတို့ကယုံကြည်ကြမည်မဟုတ်ပေ